ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲတဲ့လူတယောက်ကောင်းမှုတွေအများကြီးပြုခဲ့ဘူးတယ်ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီသမျှဟာအကုန်လုံးပြီးစည်းတယ်အောင်မြင်တယ်ဟုတ်လားဒါနကောင်းမှုသီလကောင်းမှုတမာတိပညာဘာဝနာကောင်းမှုစုံအောင်အထွတ်အထိပ်ရောက်အောင်ပြုခဲ့မယ်ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီတာတွေအကုန်လုံးဟာအောင်မြင်နိုင်တယ်ရှေးကောင်းမှုရဲ့စွမ်းရည်တတိနဲ့ကိုပဲအောင်မြင်မှုအမျိုးမျိုးကိုရနိုင်တယ်ပေါ့နော်ဒါကြောင့်ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲအကယ်၍ပုပ္ပေစကံကောင်းမှုပြုခဲ့တာနေခဲ့တယ်ချွတ်တဲ့ခဲ့တယ်ဆိုရင်တော့လို့ပြောကြတယ်လူတွေကကံမရှိဉာဏ်ရှိတိုင်းမွဲတယ်ဟုတ်လားကြံရီဖန်ရီတွေနဲ့ကြိုးစားပြီးတော့လောက်ကင်မှာတော့လည်းပဲရှေ့ကကောင်းမှုဟာအလွန်နေခဲ့တဲ့အတွက်ကြောင့်ကိုကြံစီတာတွေကိုကြိုးစားအထောက်တာတွေအကျိုးမပြီးအချီးနှီးဖြစ်ရတာတွေလည်း